မင်္ဂလာပါအခု2016ခုနှစ်သစ်နေဦးရောက်လာတဲ့အချိန်ခါမှာမြန်မာနိုင်ငံသားအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြို့ဘာသာသာသနာကိုထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့နိုင်ငံသူနိုင်ငံသားများဖြစ်ကြပါစေလို့ရှိဦးစွာဒါဆုတောင်းမေတ္တာပို့တာပါတယ်2016ခုနှစ်ရဲ့နေဦးမှာပြည်သူတွေမျှော်လင့်တောင်းတနေကြတဲ့အပြောင်းအလဲတစ်ခုကလည်းရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့စစ်မှန်တဲ့အပြောင်းအလဲကောင်းမွန်တဲ့အပြောင်းအလဲဖြစ်အောင်ဆောင်ရွက်ပေးကြဖို့အထူးဘုံလို့တိုက်တွန်းလိုပါတယ်။တိုင်းပြည်အတွက်တိုင်းပြည်နဲ့လူမျိုးဘာသာသာသနာအတွက်စီးပွားရေးနဲ့ပတ်သက်တဲ့အပြောင်းအလဲကောင်းတွေပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအလဲကောင်းတွေနိုင်ငံရေးနဲ့ပတ်သက်တဲ့အပြောင်းအလဲကောင်းတွေတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအပြောင်းအလဲတွေကိုလုပ်တဲ့နေရာမှာစနစ်တကျနဲ့အကောင်းဆုံးအပြောင်းအလဲဖြစ်အောင်ဖန်တီးပေးကြဖို့လည်းပဲဒါတိုက်တွန်းလိုပါတယ်။ဘုံစာရေးနေတော့ရေးနေတဲ့စာအုပ်လေးတို့ရှိပါတယ်။အဲ့လိုထက်ပင်မဲ့ဘာမှမပိုင်အလကားပါဆိုတဲ့စာအုပ်လေးတို့ရေးပါတယ်။အဲ့တော့ဒီနေရာမှာပြောချင်တာအဲ့ဆိုတာခြုံထက်ပင်မဲ့ဘယ်တော့ပဲခြုံထက်တဲ့အရေးသေးကောင်းတဲ့အဖြစ်ပါစေ။ဘာမှမပိုင်ချုပ်လို့ထေလို့ဖာလို့ဆက်လို့မရနိုင်ပါဘူး။အဲ့ဟာနဘာပါမှသာလေလူရဖြစ်တဲ့ချုပ်ဆက်ဖာထိမှုဆိုတဲ့အလုပ်တွေလုပ်ရပါတယ်အကယ်၍ခြုံတော့ခြုံပါတယ်ထက်တော့ထက်ပါတယ်နဘာမပါဘူးဆိုရင်ဖွာအောက်မှာပဲသူ့ကိုအသုံးချလို့ရတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့အဆိုတာအနေရခြုံမထက်မှအနေရနေလို့ရတာဖြစ်ပါတယ်အဲလိုပဲဒီနိုင်ငံမှာအကဲ့သို့ထူးချွန်ထက်မြက်တဲ့ပညာတော်ပညာတတ်တွေအများကြီးရှိပါတယ်အဲဒီပညာတော်ပညာတတ်တွေဟာလည်းပဲဘလောက်ပဲထူးချွန်ထက်မြက်တဲ့တော်ရတတ်တဲ့ပညာရှင်ပညာတတ်တွေဖြစ်နေပါစေဘူငါးပါးဒီဟူသောအထင်အကုတ်နှစ်ဖားလေးမပါခဲ့ဘူးဆိုလို့ရှိရင်နောက်ဆုံးတော့အလကားပဲဖြစ်မှာပါအဲတော့အနေရအဟာအနေရနေဖို့ဆိုတာအဲ့လိုထက်မှအနေရနေလို့ရတာနှစ်ဖားပါမှသာလျှင်အနေရနေလို့ရတာဖြစ်ပါတယ်အနေရမှာနေလို့မရဘူးဆိုတာကနှစ်ဖားမပါလို့ပါပဲနှစ်ဖားမပါရင်တော့ဖွာအောက်မှာပဲခြေချနေရတယ်ဆိုတာလေးကိုသတိပြုပြီးတော့တိုင်းပြည်နဲ့လူမျိုးအတွက်ဘာသာနဲ့သာသနာအတွက်အကယ်၍ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေကအပြောင်းလဲတစ်ခုကိုလုပ်ကြတော့မယ်ဆိုလို့ရှိရင်တရားဝိရိယတတိသမာဓိပညာဆိုတဲ့ဒီဘုံ၅ပါးဒီဟုသောနှစ်ဖားအထိတ်ကိုလေးနဲ့ထိတ်ကူပြီးတော့မိမိရဲ့ထူးချွန်ထက်မြက်မှုကိုအကောင့်တွေပေါ်တဲ့နေရာမှာအဲ့ဒီဘုံ၅ပါးနဲ့ပေါင်းစပ်ပြီးတော့ထိတ်ကူပြီးတော့တိုင်းပြည်နဲ့လူမျိုးဘာသာသာသနာအဲဒါမျိုးဘာသာသာသနာတော်ကြီးကိုတိုးတက်အောင်ကြီးပွားအောင်ပွားများအောင်ပြန့်ပွားအောင်နော်အပြောင်းလဲကောင်းတစ်ခုကိုပြောင်းလဲပေးကြပါဖန်တီးပေးကြပါလို့ဘုံဘုံကတိုက်တွန်းရင်းနဲ့2016ခုနှစ်တည့်ရဲ့သုံးလွာကိုတိုက်တွန်းစကားပါပါတယ်အလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေအမျိုးဘာသာသာသနာတော်ကြီးကိုစောင့်ရှောက်နိုင်တဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေ